မင်္ဂလာပါတပတ်တာရဲ့တနင်္ဂနွေနေ့လေးကိုရောက်ရှိလာပြန်ပြီနော်ဒီဘက်မှာတော့ပီနိုကီယိုလို့ခေါ်တဲ့ကာတွန်းစကားလေးကြောင်းကိုပြောပြမှာဖြစ်ပါတယ်သူလေးကတော့ပီနိုကီယိုလေးပါသူလေးကတော့ပီနိုကီယိုလေးကိုဖန်တီးပေးတဲ့ဘုပညာရှင်တစ်ဖက်တို့ဖြစ်ပါတယ်ဇလန်းလေးရဲ့အကြောင်းအရာကိုပြောပြမယ်ဆိုရင်တစ်ဖက်တို့ကဘုပညာရှင်တယောက်ဖြစ်တဲ့ပြီးတော့သူကပပူရုပ်လေးတွေကိုထုပြီးတော့ဈေးထဲမှာပပူရုပ်လေးတွေကိုရောင်းတယ်သူ့ရဲ့ပပူရုပ်လေးတွေကိုလည်းကလေးတွေကအရန်ကိုကြိုက်ကြတယ်ကလေးတွေကအရန်သူရောင်းတဲ့ရုပ်လေးတွေနဲ့ကစားရတာအရန်ကိုပျော်ရွှင်ကြတယ်ပေါ့ပြီးတော့သူကကလေးလေးတွေကိုလည်းပျော်ရွှင်အောင်ထားပေးရဲပေါ့နော်အဲ့လိုမျိုးသူကကလေးလေးတွေကိုပျော်ရွှင်အောင်လုပ်ပေးတာကိုနှစ်သမီးကောင်မလေးပေါ့ Blue Fairy ဆိုတဲ့နှစ်သမီးကောင်မလေးကသူသိတယ်အမတနေ့ကျတော့တပတ်တိုးကတော်ရဲကနေပြီးတော့တစ်လုံးကောင်းကောင်းတစ်လုံးကိုသူရှာတွေ့လာတယ်ရှာတွေ့လာတဲ့အခါကျတော့သူကဘာလုပ်လဲဆိုတော့အဲ့တစ်လုံးလေးနဲ့ပေါ့ဒီတစ်လုံးနဲ့ငါကောင်လေးရုပ်ကလေးကိုငါဖန်တီးမယ်ပေါ့ဖန်တီးမယ်ဆိုပြီးတော့အဲ့မှာဖန်တီးလိုက်တဲ့အခါမှာဒီချပတိုPinocchio ဆိုတဲ့အရုပ်ကလေးကိုရသွားပြီးတော့အဲ့အရုပ်ကလေးကို Pinocchio ဆိုပြီးတော့ပေးလိုက်တာပေါ့ပေးလိုက်ပြီးတော့ပေါ့ဒီရုပ်လေးကအရန်ကိုချစ်စရာကောင်းတာပဲဒီသူလေးဒါငါရဲ့သားလေးဖြစ်ရင်တိတ်ကောင်းပါပဲဆိုပြီးသူကညဘက်အရာဝန်ခံဒီမှာဒီတေးသားရုပ်ကလေးကအသက်ဝင်လာပါစေတက်ဝင်လာပြီးသူ့ရဲ့သားလေးဖြစ်လာပါစေဆိုပြီးတော့ဆူတောင်းပြီးညအရာဝင်သွားရောအရာဝင်သွားတဲ့အခါမှာသူ့ရဲ့ဆူတောင်းစကားတန်ကိုနှစ်သမီးလေးကကြားသွားတဲ့အခါမှာသူကတပတ်တိုးကိုပျော်ရွှင်စေချင်တာနဲ့သူကအဲ့ Pinocchio ရုပ်ကလေးကိုသူအသက်သွင်းပေးလိုက်တက်သွင်းပေးလိုက်တဲ့အခါမှာနက်လဲလင်းရောတပတ်တိုးအရာထားရော Pinocchio လေးကစကားစပြောတာစားပြောတဲ့ခါမှာPinocchioလေးစကားပြောတဲ့နေကိုကြားလဲကြားရောဂျပက်တို့ကအရန်အော်ပျော်ရွှင်သွားပြီငါမှသားလေးတယောက်ရပြီပေါ့အယုတ်ကလေးအသက်ဝင်လာပြီငါသားလေးတယောက်ရပြီဆိုတော့အရန်ကိုပျော်ရွှင်ပြီးတော့Pinocchioလေးကိုသူအရန်ချစ်ရှာတာအဲ့မှာPinocchioလေးကိုတခြားကလေးလေးလိုပဲသူကကြောင်းထားပေးတာပေါ့နော်ကြောင်းထားပေးတဲ့ခါမှာဒါပေမဲ့Pinocchioလေးကိုကြောင်းထားပေးခဲ့မှာသူကစောက်စရန်နေဝဲဖို့အတွက်ပတ်စံသူ့မှာလုံးလောက်မရှိတဲ့အတွက်သူသားလေးကိုအရန်ချစ်တဲ့အခါကျတော့သူဝတ်နေတဲ့ဒီဂျာကင်အင်ဂျီလေးကိုသူကရောင်းပြီးတော့Pinocchioလေးကိုစောက်ဒီဝဲဖို့ဆိုပြီးပတ်စံနေပေးလိုက်တဲ့ခါမှာPinocchioလေးကလည်းပျော်ပျော်ရွှင်ရွှင်နဲ့လမ်းမှာခုံပေါက်ပြီးတော့စောက်ဆိုင်ရှိအောင်သွားတဲ့ခါမှာလမ်းမှာမြေခွေးနဲ့ကြောင်လေးရပါတော့Pinocchioလေးကိုမြင်ပြသူ့လက်ထဲမှာပတ်စံနေပါတယ်ပေါ့တို့ပေါ့ရေခဲမုံဝဲစားအောင်သူသွားပြီးတော့ဖြောင်းကြမယ်ဆိုပြီးတော့အမPinocchioလေးစီသွားပြီးဖြိုင်းအောင်Pinocchioလေးစီကပတ်စံနေသူကယူဝါပြီးတော့ရေခဲမုံတွေဝဲစားကြတာပေါ့ကွယ်ဝဲစားတဲ့ခါကျတော့Pinocchioလေးကလည်းဘောငါဖေးပေးလိုက်တဲ့ပတ်စံနေဘောငါဖေးကငါကိုစားဝဲဖို့အတွက်သူ့ရဲ့ဂျာကင်အင်တောင်မှရောင်းပြီးငါ့ကိုပေးလိုက်တာငါမှပတ်စံနေမရှိတော့ဘူးဆိုတော့ငိုနေရပေါ့နော်ငိုနေခဲ့Pinocchioလေးကသူ့ဖေကစားဝယ်ဖို့ပေးလိုက်တဲ့ပတ်စံလေးကမရှိတော့တဲ့ခါကျတော့သူအရင်ငိုကြွေးနေတာပေါ့ငိုကြွေးနေတဲ့ခါမှာလမ်းမှာပေါ့စက်ကပ်ဖွဲ့တစ်ဖွဲ့ကPinocchioလေးကိုမြင်သွားပေါ့တစ်သားရုပ်ကလေးကစကားပြောနေပါလားပေါ့ထူးဆန်းနေပေါ့သူ့တာငါတို့ဖွဲ့ထဲမှာကခိုင်းငါတို့ပြိတ္တတွေအများကြီးရပြီးငါတို့ပတ်စံတွေအများကြီးရမှာပဲပေါ့ဆိုပြီးတော့Pinocchioလေးစီသွားပြီးမင်းငါတို့ဖွဲ့ထဲမှာဝင်ပြီးကမလားပေါ့အဆိုငါတို့ပတ်စံနေညာရင်မျိုးပေးမယ်ဆိုပြီးPinocchioလေးသွားပြောတဲ့ခါမှာ Pinocchioလေးကအဆိုရင်ကျွန်တော်ကမယ်ဆိုပြီးတော့အမစက်ကပ်ဖွဲ့နဲ့လိုက်သွားပေါ့နော်ဒီPinocchioဆိုတဲ့စကားလေးကအရင်စိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ Facebook ကဗီဒီယိုအရင်ရှယ်လို့ရှိရင်တင်လို့မရတဲ့အတွက်Pinocchioဆိုတဲ့ဇလန်းလေးကိုအစားအဆုံးကြည့်ချင်တယ်ဆိုရင်YouTube တို့မှာဟော Telegram မှာ PINOCCHI ဆိုပြီးတော့ရိုက်ရှာပြီးတော့တောင်းကြည့်လိုက်ပါနော်ဒီစကားထဲမှာဆိုရင် De facto နဲ့ Pinocchio ဆိုတဲ့တစ်သားရုပ်လေးနှစ်ခုကြားကနှဆိုင်လာတဲ့တာဖတ်တန်ရောစင်တွေပြီးတော့Pinocchioလေးပျောက်ဆုံးသွားတဲ့အတွက်သူ့ဖေလိုက်ရှာတဲ့အခါမှာတွေ့ရမယ်စွန်စားခန်းတွေပေါ့ဝီလာငါးကြီးနဲ့ဘယ်လိုမျိုးတိုက်ခိုက်ကြမလဲပေါ့ဒီစွန်စားခန်းတွေကိုကြည့်ချင်နေဆိုရင်တော့စကားလေးကိုတောင်းပြီးတော့ပဲကြည့်လိုက်ပါနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်